အမျိုးသမီးကသူမရဲ့ခင်ပွန်းကိုကွာရှင်းခွင့်နေရတဲ့အချိန်မှာပဲသူတို့စီးလာတဲ့ကားဟာရုတ်တရက်လမ်းချော်ပြီးပေ300ကျော်မြင့်တဲ့6ထဲကိုထိုးကျသွားခဲ့ပါတယ်။ကားထဲကနေခင်ပွန်းဖြစ်သူအမြန်တွားထွက်လာတဲ့အချိန်မှာတော့ဇနီးတွေကသတိလစ်နေရှာပါပြီ။သူဟာဇနီးတွေကိုသူ့ရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီးကြန့်ရှိနေတဲ့နောက်ဆုံးခွန်အားကိုအသုံးချကနှင်းတွေပေါ်မှာသူ့ရဲ့သွေးတွေနဲ့အကူအညီတောင်းခံစာကိုရေးထွင်းခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာချိန်မှာတော့ခင်ပွန်းဖြစ်သူဟာသွေးထွက်လွန်ပြီးကွယ်လွန်သွားခဲ့ပါပြီ။ဒါပေမဲ့ဇနီးတွေကတော့ဒါတွေကိုဘာတစ်ခုမှမသိခဲ့ပါဘူး။ခင်ပွန်းဖြစ်သူကွယ်လွန်ပြီး3နှစ်အကြာမှာတော့သူမဟာညတိုင်းခင်ပွန်းဖြစ်သူအကြောင်းကိုအိမ်မက်မက်ပြီးလက်နိုးလာတတ်ပါတယ်။ဒီဒုက္ခကနေလွတ်မြောက်ဖို့စိတ်ကျန်းမာရေးဆရာဝန်နဲ့တိုင်ပင်ပြီးဆရာဝန်ရဲ့ hypnosis လို့ခေါ်တဲ့အိမ်မွေးချကူထုံးတဲ့အတိတ်ကကားအက်ဆီဒင့်ဖြစ်တဲ့နေ့ကိုပြန်သွားခဲ့ပါတယ်။အဲ့ဒီအခါမှာတော့သူမကိုကယ်တင်ဖို့စူးစမ်းရင်းခင်ပွန်းဖြစ်သူသေဆုံးသွားခဲ့တာကိုမြင်လိုက်ရပါတယ်။သူမကိုအယမ်းမုန်းတယ်လို့ထင်ခဲ့တဲ့ခင်ပွန်းကဘာကြောင့်အသက်ပေးပြီးကယ်ခဲ့တာလဲဆိုတာသူမနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။တကယ်တော့သူမမသိခဲ့တာကခင်ပွန်းဖြစ်သူဟာကျောင်းလုံးကလေးကသူမကိုမြင်ချင်းချစ်ခဲ့မိတာပါ။အဲ့ဒီအချိန်မှာသူမမှာချစ်သူရှိနေခဲ့ပေမဲ့သူမအသေးကွဲနေတဲ့အချိန်မှာသူကဘေးနားမှာအမြဲရှိပေးခဲ့ပြီးနောက်ဆုံးမှာသူတို့နှစ်ဦးလက်ထပ်ခဲ့ကြပါတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူဟာသူ့လက်ကအယုတ်ဆိုးတဲ့အမာရွတ်တွေကြောင့်ကိုအားငယ်ပြီးဇနီးတွေကိုသူ့လက်တွေကိုဘယ်တော့မှအထိမခံခဲ့ပါဘူး။ဒီလိုရှောင်ဖယ်နေမှုတွေကပဲသူငါ့ကိုမုန်းနေတာလားဆိုတဲ့အထင်လွဲမှုတွေကိုဖြစ်စေခဲ့ပြီးတစ်သက်လုံးနီးလျက်နဲ့ဝေးခဲ့ကြရတာပါ။ဒီအမှန်တရားကိုသိလိုက်ရတဲ့အမျိုးသမီးဟာနောင်တတွေနဲ့နာကျင်နေတော့မှာပဲ။နိုးလာတဲ့အခါသူမဟာကျောင်းသူဘဝကိုပြန်ရောက်နေတာကိုအံ့ဩဖွယ်တွေ့လိုက်ရပါတယ်။ခင်ပွန်းဖြစ်သူနဲ့စတွေ့ခဲ့တဲ့နေ့ပေါ်ဆရာမကတထေးသမီးလေးဖြစ်တဲ့သူမရဲ့ဘေးကအလွတ်နေရာမှာကျောင်းပြောင်းလာတဲ့ဆင်းရဲသားကျောင်းသားတစ်လေးကိုထိုင်ခိုင်းလိုက်ပါတယ်။အားလုံးကသူမနှာခေါင်းရှုံးလိမ့်မယ်လို့ထင်နေကြပေမဲ့သူမကတော့ခုံကိုတိတိကျကျတုပ်ပေးပြီးပြုံးလေးကြိုးဆိုခဲ့ပါတယ်။ဒီဘဝမှာတော့သူ့အပေါ်အကျွေးတွေပြန်ဆက်မယ်လို့သူမဆုံးဖြတ်ထားခဲ့တာပါ။ကျောင်းဆင်းလို့အပြန်မှာတော့ခင်ပွန်းလောင်းလေးဟာစားတောက်ဆိုင်တစ်ခုမှာဟင်းဖို့မပေးတဲ့ဖောက်တဲ့တယောက်နဲ့စကားများနေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီလူကပူလာတဲ့ရင်နွေးအိုးနဲ့သူ့ကိုပတ်လိုက်ပေမဲ့သူကတော့ပတ်စံရဖို့ပဲဆွတောင်းနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူမကကြားထဲကဝင်ပါပြီးထိုလူကိုရေပြန်ပတ်ကစေကူတာစေးပေးဖို့တောင်းဆိုခဲ့ပါတယ်။သူမရဲ့ဦးလေးဖြစ်သူရဲ့အရှိန်အဝါကြောင့်ထိုလူတွေလည်းကြောက်လန့်တကြားပတ်စံပေးပြီးထွက်ပြေးသွားကြပါတယ်။သူမကသူ့ရဲ့ဒဏ်ရာကိုကြည့်ဖို့စူးစမ်းပေမဲ့သူကရှောင်ဖယ်နေပြန်ပါတယ်။ဒီမူအရာလေးကသူမကိုစိတ်မကောင်းဖြစ်စေခဲ့ပေမဲ့သူမကတော့လက်မလျှော့ပဲဆေးဝယ်ပြီးပြန်လာခဲ့ပါတယ်။ဆေးမလိမ့်ကျင်တဲ့သူ့ကိုအတင်းအကျပ်ဆေးလိမ့်ပေးပြီးဆေးလိမ့်ရင်နာမှာဆိုလို့နှုတ်ခဲလေးတစ်လုံးကိုသူ့ပါးစပ်ထဲထည့်ပေးခဲ့ပါတယ်။အဲ့ဒီနှုတ်ခဲလေးရဲ့အချိုဓာတ်ကတဆင့်သူဟာသူမကိုတကြော့ပြန်ထပ်မံချစ်မိသွားပါတော့တယ်။